လူများစုဟာမိမိကိုကျန်းမာနေတယ်လို့ထင်နေတတ်ကြပေမဲ့တကယ်တော့ခန္ဓာကိုယ်ထဲမှာဘာလက္ခဏာမှပြင်းပြင်းထန်ထန်မပြဘဲတိတ်ဆိတ်အသက်အန္တရာယ်ကိုချင်းချောက်နေတဲ့ယောဂဆိုးတွေရှိပါတယ်။ဒါကြောင့်မို့လဲဆေးပညာလောကမှာအဲ့ဒီယောဂတွေကိုအတန်တိတ်လူသက်သမားတွေလို့ခေါ်ကြတာပါ။ဒီနေ့မှာတော့လူသေးပြောင်းနှုန်းအများဆုံးဖြစ်စေတဲ့အတန်တိတ်လူသက်သမားယောဂကြီး၃ခုအကြောင်းကိုပြောပြပေးသွားပါမယ်။ပထမဆုံးတစ်ခုကတော့သွေးတိုးယောဂဖြစ်ပါတယ်။သွေးတိုးယောဂဟာအစပိုင်းမှာခန္ဓာကိုယ်ကိုဘာမှထူးထူးခြားခြားနာကျင်တာခံစားရတာမျိုးမရှိစေဘဲတိတ်ဆိတ်သွေးကြောတွေကိုပျက်စီးစေပါတယ်။အချိန်ကြာလာတာနဲ့အမျှနှလုံးနဲ့ဦးနှောက်စီကိုသွားတဲ့သွေးကြောတွေကိုပိတ်ဆို့တာပေါက်ပြဲတာမျိုးတွေဖြစ်လာစေပြီးဘုံကနဲ့လေဖြတ်တာသို့မဟုတ်နှလုံးရက်တာမျိုးတွေရုတ်တရက်ဖြစ်သွားတတ်ပါတယ်။လူတော်များများဟာမိမိမှာသွေးတိုးရှိနေမှန်းကိုမသိကြဘဲလေဖြတ်ပြီးလဲကျသွားတဲ့အချိန်သို့မဟုတ်ဆေးရုံရောက်တဲ့အချိန်ကြာမှပဲသွေးတိုးယောဂရှိနေမှန်းသိကြရတာပါ။ဒုတိယမြောက်ယောဂကတော့စီးချိုယောဂဖြစ်ပါတယ်။စီးချိုယောဂဟာသွေးထဲမှာတကြားဓာတ်တွေအယမ်းများနေတဲ့အခြေအနေဖြစ်ပြီးအစပိုင်းမှာလူကိုဘာမှမဖြစ်သလိုနဲ့နေလို့ကောင်းနေစေတတ်ပါတယ်။ဒါပေမဲ့သွေးထဲကပိုလျက်နေတဲ့တကြားဓာတ်တွေဟာခန္ဓာကိုယ်နဲ့မှရှိတဲ့သွေးကြောအသေးလေးတွေကိုတဖြည်းဖြည်းချင်းလိုက်ဖျက်ဆီးပါတယ်။ရေရှည်မှာကြောက်ကပျက်စီးတာမျက်စိကွယ်တာခြေထောက်ဒဏ်ရာရရင်အနာမကျက်ပဲခြေထောက်ဖြတ်ပြရတာမျိုးထိဖြစ်စေနိုင်ပါတယ်။အချို့ဆိုရင်ခန္ဓာကိုယ်ကအားအင်ကုန်ခန်းလာတာရေခဏခဏညက်တာမျိုးလောက်ပဲပြတ်တက်လို့တာမန်နှုံးတာပဲဆိုပြီးပေါ်ဆက်နေတတ်ကြပါတယ်။တတိယမြောက်ယောဂကတော့အသေးစီဖုံးယောဂဖြစ်ပါတယ်။အသေးမှာအစီတွေစုပုံလာတဲ့အခါအသေးဟာနာကျင်မှုကိုမပြနိုင်တဲ့အတွက်လူကဘာဝေဒနာမှမခံစားရပါဘူး။ဒါပေမဲ့အစီဖုံးတာကြာလာတဲ့အခါအသေးစိတ်တွေရောင်ရမ်းလာပြီးနောက်ဆုံးမှာအသေးချောက်တာနဲ့အသေးကင်စာအထိကူးဆက်သွားတတ်ပါတယ်။ဒီယောဂ၃ခုလုံးရဲ့ကြောက်စရာကောင်းတဲ့အချက်ကတော့မိမိခန္ဓာကိုယ်ထဲမှာယောဂရင်လာတဲ့အထိဘာလက္ခဏာမှထင်ထင်ရှားရှားမပြတာပဲဖြစ်ပါတယ်။အပြင်ပန်းကြည့်ရင်အယမ်းကျမ်းမာပြီးလန်းဆန်းနေတဲ့သူတစ်ယောက်ဟာလည်းဒီယောဂဆိုးတွေကိုတိတ်ဆိတ်ခံစားနေရတာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ကျန်းမာရေးကိုပေါ်စလို့မရပါဘူး။အသက်အန္တရာယ်ကနေကြိုတင်ကာကွယ်နိုင်ဖို့အတွက်အရေးကြီးဆုံးလှုံ့ဆော်ရမယ့်အချက်ကတော့ပုံမှန်သွေးပေါင်ချိန်တာသွေးရင်းတကြားဓာတ်စစ်ဆေးတာနဲ့ကျန်းမာရေးစစ်ဆေးမှုတွေကိုမပြတ်မကွက်ပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ဒီလိုအတန်တိတ်လူသက်သမားယောဂဆိုးတွေရဲ့ရန်ကနေကိုနဲ့မိသားစုဝင်တွေကိုကာကွယ်နိုင်ဖို့ဆိုရင်အဓိကသတိထားရမယ့်အချက်ပြလက္ခဏာအချို့နဲ့နေ့စဉ်လူနေမှုပုံစံပြောင်းလဲမှုတွေကိုသိထားဖို့လိုအပ်ပါတယ်။သွေးတိုးယောဂဟာအစပိုင်းမှာလက္ခဏာမပြဘူးဆိုပေမဲ့နောက်ပိုင်းမှာမကြာခဏခေါင်းမူတာဇက်ကြောတတ်တာရင်ဘတ်အောင်တာနဲ့အမြင်အာရုံတွေဝေဝါးတာမျိုးတွေကြုံရတတ်ပါတယ်။တစ်မှာဒီလိုလက္ခဏာတွေခက်ဆိတ်ဆိတ်ဖြစ်လာပြီဆိုရင်တော့ပေါ်စမနေရဲ့သွေးပေါင်ချိန်ကိုတေချာပေါက်တိုင်းတာစစ်ဆေးသင့်ပါတယ်။စီးချိုယောဂရေရှိပြေးလက္ခဏာတွေအနေနဲ့ကတော့ရေခဏခဏညက်တာစီးလုံးအကျုံသွားတာအစားတွေအများကြီးစားပေမဲ့ကိုလေးချိန်တွေတိတိတာတာကျဆင်းသွားတာနဲ့ဒဏ်ရာတစ်ခုခုရရင်အနာကျက်ဖို့အချိန်ကြာကြီးပေးရတာမျိုးတွေဖြစ်တတ်ပါတယ်။အသေးစီဖုံးတာကတော့အပြင်ပန်းလက္ခဏာပြခဲ့တော့လဲအစားစားပြီးနောက်ဗိုက်မြဲခဲ့နေတာအကြောင်းရင်းမရှိဘဲအမြဲတမ်းနှုံးခွေပက်လက်ဖြစ်ပြီးပင်ပန်းနေတာမျိုးတွေခံစားရတတ်ပါတယ်။အရေးကြီးတာကဒီလက္ခဏာတွေပြလာတဲ့အထိစောင့်နေမဲ့အစားကြိုတင်ကာဝယ်တဲ့အလေးကျင့်ကောင်းတွေကိုမွေးမြူဖို့ပါပဲအစားအသောက်ပိုင်းမှာအငန်ဓာတ်အချိုဓာတ်နဲ့စီကြော်မုန့်တွေကိုတက်နိုင်သမျှလျှော့စားရပါမယ်။အထူးသဖြင့်ပြုပြင်ဖန်တီးထားတဲ့အစားအစာတွေနဲ့အချိုရည်တွေကိုရှောင်ကျဉ်ပြီးလက်ဆက်တဲ့ဟင်းသီးဟင်းရွက်နဲ့တစ်တီးဝလံတွေကိုပုံမစားသုံးပေးရပါမယ်။ဒီနေ့ကိုအနည်းဆုံးမိနစ်30ခန့်လမ်းလျှောက်တာသို့မဟုတ်ကိုလက်လှရှားမှုပြုလုပ်ပေးခြင်းဖြင့်သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တယ်လို့အသေးမှာအစီစုပုံခြင်းကိုလည်းထိရောက်စွာတားဆီးပေးနိုင်ပါတယ်။ဒါအပြင်အေးရေးဝါအိတ်ဖို့နဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ကလည်းသွေးပေါင်ချိန်တည်ငြိမ်စေဖို့အတွက်အဓိကတော့ချက်ဖြစ်ပါတယ်။အသက်30ကျော်လာပြီဆိုရင်တော့မိမိကိုကျန်းမာတယ်လို့ခံစားရစေဦးတော့အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ်သို့မဟုတ်6လတစ်ကြိမ်သွေးစစ်တာသွေးပေါင်ချိန်တာတွေကိုပုံမှန်လှုပ်ဆောင်ပေးခြင်းကသာအတန်တိတ်လူသက်သမားတွေရဲ့ရန်ကနေစိတ်ချရဆုံးကာကွယ်နိုင်မဲ့နေလမ်းပဲဖြစ်ပါတယ်။ကျန်းမာရေးဆိုတာဆုံးရှုံးသွားမှတန်မိုးတည်ရတဲ့အရာဖြစ်လို့အခုကတည်းကတတိပြုစင်ချအင်ကြဖို့တိုက်တွန်းချင်ပါတယ်။တင့်စီမာရောအခုပြောပြသွားတဲ့လက္ခဏာတွေရဲ့ကတခုခုခံစားနေရတာမျိုးရှိပါသလား